လိုင်းဘော်ကမိတ်ဆွေများလိုင်းဘော်ကမိတ်ဆွေများကျွန်တော်တို့ဒီ12ချိန်ရစပြီးရောပေါ့နော်ဒီ12ချိန်ကနေကျွန်တော်စပြီးရောကျွန်တော်12ချိန်ရစပြီးရောကျွန်တော်တို့ဒီမွေးကနန်းပေါ့ဗျာနော်ဒဲဒီမွေးကနန်း၄ခွက်ကိုကျွန်တော်တို့ထုတ်ရောင်းပေးပါမယ်တဲ့မွေးကနန်းဒီ၄ခွက်ကိုတဲ့မွေးကနန်း၄ခွက်ကိုကျွန်တော်တို့ဒါထုတ်ရောင်းပေးပါမှာကျွန်တော်တို့နော်တကွက်မှမထွက်ခဲ့ရင်ကျွန်တော်တို့ပတ်စံတကွက်မှမထွက်ခဲ့ရင်ပတ်စံပြန်ပေးပါမယ်ပတ်စံပြန်ပေးပါမယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တသိန်းပေါ့ဗျာနော်တသိန်းမှာကျွန်တော်တို့ဒီမွေးကနန်း၄ခွက်ပေါ့တကွက်မှမထွက်ခဲ့ရင်ကျွန်တော်တို့ကတကွက်မှမထွက်ခဲ့ရင်ကျွန်တော်ပတ်စံပြန်ပေးပါပဲပေါ့နော်ပတ်စံပြန်ပေးပါမယ်တကွက်မှတဲ့ပါဗျာတဲ့၄ခွက်ပေါ့နော်၄ခွက်ကျွန်တော်တို့ထုတ်ပေးပါမယ်ပေါ့နော်၄ခွက်ထုတ်ပေးပါမယ်ကျွန်တော်တို့က၄ခွက်ကိုကျွန်တော်တို့တသိန်းမှာကျွန်တော်ဝယ်နိုင်တော့တတ်နိုင်တော့လူများမှာပတ်စံချမ်းသာလူများမှာကျွန်တော်ကြီးလာပြီးဝယ်ကြပါဝယ်ပါပေါ့နော်၄ခွက်ထုတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့တကွက်မှမထွက်ခဲ့ဘူးဆိုကျွန်တော်တို့တသိန်းပြန်ရော်ပေးပါမယ်နော်အနည်းဆုံးတကွက်ထွက်ရမှာပေါ့ဗျာနော်၄ခွက်ထုတ်ရမှာတကွက်၄ခွက်ကိုအနည်းဆုံးတကွက်ထွက်ရမယ်တကွက်မှမထွက်ခဲ့ရင်ကျွန်တော်ပတ်စံတသိန်းကိုပြန်ပေးပါမယ်ပေါ့နော်ပတ်စံတသိန်းကိုကျွန်တော်တို့ပြန်ပေးပါမယ်ပေါ့နော်အဲကြောင့်ဖုန်းနံပါတ်ကလည်းကျွန်တော်ခွန်3ကျွန်တော်တို့691ကျွန်တော်တို့98နှစ်ကိုကျွန်တော်တို့ဆက်လိုက်ပါကျွန်တော်ဒါထုတ်ရောင်းတာပေါ့၄ခွက်ကျွန်တော်တို့ရောင်းပါမယ်ပေါ့တဲ့ပေါ့ဗျာနော်မွေးကနန်း၄ခွက်ရောင်းပါမယ်တကွက်အဲ့၄ခွက်တည်းမှာတကွက်မှမထွက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ပတ်စံတသိန်းကိုကျွန်တော်တို့ပြန်ပေးမှာပေါ့ဗျာနော်ကျွန်တော်တို့၄ဦးစု10ဦးပေါ့ဗျာလူ10ဦးကျွန်တော်တို့10ဦးပဲလက်ခံပါဗျာနော်10ဦးဘိုးတွေကကျွန်တော်လက်မခံဘူးပေါ့နော်10ဦးပဲလက်ခံပါပေါ့နော်10ဦးပဲလက်ခံပါ10ဦးတဲ့ဘိုးတွေကကျွန်တော်တို့လက်မခံပါဘူးတသိန်းမှာကျွန်တော်တို့တသိန်းမှာကန်တဲ့ကိုဒီမွေးကနန်း၄ခွက်ထဲပါနော်၄ခွက်ထဲပါကျွန်တော်တို့တကွက်မှမထွက်ခဲ့ဘူးသူကျွန်တော်တို့ပတ်စံတသိန်းကိုပြန်ပေးမှာပါပေါ့ဗျာနော်ပတ်စံတသိန်းကိုကျွန်တော်တို့ပြန်ပေးမှာပါဗျာနော်ပတ်စံတသိန်းကိုကျွန်တော်တို့ပြန်ပေးမှာပေါ့အာမခံနဲ့ကျွန်တော်တို့ရောင်းမှာပေါ့နော်ကဲအဲ့ဒါပြောရင်ဒီ12ကျင်းကနေစပြီးကျွန်တော်တို့ဒါရောင်းမှာဖြစ်ပါတယ်ကျွန်တော်ဝယ်ရင်လည်းလူများပတ်စံချမ်းသာလူများပတ်စံတက်တဲ့လူများလာခဲ့ကြပါတသိန်းမှာပေါ့နော်တသိန်းမှာပါတကယ်လို့မထွက်ခဲ့ဘူးသူတကွက်မှမထွက်အနည်းဆုံးတကွက်မှမထွက်ခဲ့ဘူးကျွန်တော်ပတ်စံတသိန်းပြန်ပေးပါမယ်ဗျာနော်ကျွန်တော်အဲ့အလိုရင်းနဲ့ကျွန်တော်ဒီဘွဲတဲ့ကျွန်တော် site ပြပေးမလို့ပါဗျာနော်အဲ့မှာကျွန်တော်တို့ဒီမှာ68နှစ်1နှစ်3 258 1နှစ်3သူက136 1နှစ်3သူက232 1နှစ်3သူက636 1နှစ်3သူက85နှစ်1နှစ်3ဒါ3ညတက်တဲ့နေရာတွေပေါ့နော်အဲ့ဒီမှာဒီ6နှစ်8ကကျွန်တော်သူ့ထက်တပင်းကျော်ကနန်းကျွန်တော်တို့ဒီ6နဲ့4နဲ့ပေါင်းတော့3ပေါ့ဗျာအဲ့3ရဲ့ဒီနှစ်ခါရင်ပေါင်းတော့5ပေါ့ဗျာနော်5ဖြစ်ချင်းနဲ့3လုံးပေါင်း5ဖြစ်ချင်းနဲ့တော့ဗျာအဲ့တော့1 2 3သူ့ဘက်ကနဲ့ဒီ5ခါရဲ့သူ့ရဲ့တပင်းကျော်ကနောက်နှလုံးပေါင်းချင်း10နဲ့ပေါင်းချင်းနောက်လုံးပေါင်းချင်း10ဒီ5ခါရင်ပေါင်းချင်းကျွန်တော်တို့5ပဲဗျာနော်အဲ့ကြောင့်1 2 3သူ့ဘက်ကနဲ့ဒီမဲ့3ညာခါဒီ3ညာခါရဲ့သူ့တပင်းကျော်ကနောက်နှလုံးပေါင်းချင်း965နဲ့ဒီ965နဲ့ကျွန်တော်တို့ဒီ3ညာခါနဲ့ပေါင်းချင်းကျွန်တော်တို့5ပဲဗျာနော်5ဖြစ်ချင်းနဲ့သွားတာပေါ့နော်အဲ့ကြောင့်1 2 3သူ့ဘက်ကနဲ့ဒီမဲ့3ညာခါရဲ့သူ့ရဲ့တပင်းကျော်ကခွန်8ပေါ့ဗျာနော်နောက်လုံးပေါင်းချင်းခွန်8ရဲ့ဒီ3ညာခါရင်ပေါင်းချင်းလည်းကျွန်တော်တို့5ပဲသွားတာဗျာနော်5ပဲသွားအခု1 2 3သူ့ဘက်ကနဲ့ဒီမဲ့3ညာခါဒီ3ညာခါရဲ့သူ့ရဲ့တပင်းကျော်ဒီ4 1ပေါ့ဗျာ4နဲ့1နဲ့ပေါင်းတော့5ဒီနဲ့1နဲ့ပေါင်း5ရဲ့ဒီ3ညာခါရဲ့ပေါင်းချင်းလည်းကျွန်တော်တို့5ပဲသွားတာပေါ့နော်5ရှိသွားပြီပေါ့နော်အဲ့ကြတော့1 2 3သူ့ဘက်ကနဲ့ဒီမဲ့5ခါဒီ5ခါရဲ့သူ့ရဲ့တပင်းကျော်ကဒီ46ဒီ10ဒီ5ခါရင်ပေါင်းချင်းလည်းကျွန်တော်တို့5ပေါ့ဗျာနော်5ပေါ့နော်အဲ့ကြောင့်65ရှိသွားပြီပေါ့နော်အဲ့ကြောင့်သူကနဲ့1 2 3ဒီဘက်ကနန်းဆိုကျွန်တော်တို့ကသူ့ရဲ့တပင်းကျော်ဆိုတော့ခွန်3ညပါဒါခွန်80ဆိုတော့နောက်လုံးပေါင်းချင်းကခွန်ပေါ့ဗျာခွန်နဲ့3ညနဲ့ပါခွန်ပေါ့ကျွန်တော်တို့5ဖြစ်အောင်8ခါပေါ့ဗျာကျွန်တော်တို့ဒါ8ခါပေါ့ဗျာနော်ဒီဘွဲတဲ့တိုင်း8ခါပေါ့8ခါပြတ်မှကျွန်တော်တို့5ဖြစ်မှာပေါ့နော်အဲ့ကြောင့်ဒီကောင်2ရဲ့သူ့ရဲ့တပင်းကျော်ကဒီနှလုံးပေါင်း3ရဲ့ဒီ2ခါပေါင်းရင်5 1 2 3သူက5ခါသူ့ရဲ့တပင်းကျော်က3ခွန်ရဲ့ဒီ5ခါရင်ပေါင်းရင်လည်း5 1 2 3သူက3ညာခါရဲ့တပင်းကျော်က695 5ရဲ့ဒီ3ညာရဲ့ပေါင်းရင်လည်း5 1 2 3သူက3ညာခါ1 2 3ညာခါရဲ့သူ့ရဲ့တပင်းကျော်ကခွန်8က5ရဲ့ဒီ5ရဲ့ဒီ3ညာရဲ့ပေါင်းရင်လည်း5 1 2 3 3ညာခါ3ညာခါဆိုတော့
သူ့ရဲ့တပင်ကျော်ပါ4နဲ့1နဲ့ပေါင်းတာ9ရဲ့ဒီ3ညရဲ့ပေါင်းနေတယ်9တွေကြီးသွားတာပေါ့နော်အဲ့ကြောင့်ဒီနေ့3သူ့ရဲ့ကဒီမှာ9ခါသူ့ရဲ့တပင်ကျော်က4 6ဆိုတော့3ညရဲ့ဒီ9ရဲ့ပေါင်းနေတယ်9ပေါ့နော်9ကူးရဲလဲကျွန်တော်တို့9လာမှာ1 2 3ဒီပွဲဆိုရင်သူ့ရဲ့တပင်ကျော်ကခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ပေါ့ဗျာခွန်ရဲ့ဒီ10ခါရဲ့ပေါင်းတော့ကျွန်တော်တို့9ပေါ့ဗျာနော်အဲ့ကြောင့်ကျွန်တော်တို့10ခါပေါ့ဗျာကျွန်တော်တို့ဒီပွဲကိုကျွန်တော်တို့ကစက်နဲ့ကျင်းကိုကျွန်တော်10ခါပေါ့ဗျာနော်10ခါဆိုတော့ကျွန်တော်မွေးကန်းနေကျွန်တော်ပြဥပါတယ်ကျွန်တော်တို့နော်မွေးကန်းနေကျွန်တော်ပြဥပါတယ်ကျွန်တော်တို့က10ခါနဲ့ပတ်သက်တဲ့ဒီမဲ့ဗျာကျွန်တော်တို့နေ့ပိတ်မှာ9ချိန်မှာ9ချိန်မှာ9ထိပ်လို့ဖြစ်9ချိန်မှာ9ထိပ်လို့ဖြစ်ဒီမှာ9ချိန်မှာ9ထိပ်လို့ဖြစ်2ကတ်9ချိန်မှာ9ထိပ်လို့ဖြစ်3ကတ်ဒီမှာ9ချိန်မှာ9ထိပ်လို့ဖြစ်ကျွန်တော်တို့4ကတ်9ချိန်မှာ9ထိပ်လို့ဖြစ်ကျွန်တော်တို့5ကတ်5ကတ်ရှိတာပေါ့နော်အဲ့ဒီမှာ9ချိန်မှာ9ထိပ်လို့ဖြစ်သူ့ဘက်ဒီဘက်နဲ့ကကနေတစ်ခုတော့ခွန်တော့ပိတ်သူ့ဘေးရကနန်း4ခွန်4ကနောက်နေ့မှာဒါမွေးကနန်းထွက်ပေးရမှာပေါ့နော်အဲ့ကျဒုတိယ9ချိန်9ထိပ်လို့ဖြစ်9ချိန်9ထိပ်လို့ဖြစ်လို့သူရှင်နေကနန်းတစ်ခုတော့ခွန်တော့ပိတ်သူ့ဘေးရကနန်း968ကနောက်နေ့တည်းမှာမွေးကနန်းပေါ့ဗျာနော်68ကလည်းမွေးကနန်းထွက်တာပေါ့နော်အဲ့ကျဒီမှာတတိယ3ကစီ9ချိန်မှာ9ထိပ်လို့ဖြစ်9ချိန်မှာ9ထိပ်လို့ဖြစ်လို့သူ့ဒီဘက်နေ့ကကနန်းဒီမှာခွန်တော့ပိတ်သူ့ဘေးရကနန်းတင်9နှစ်ကနောက်နေ့တည်းမှာမွေးကနန်းပေါ့ဗျာနော်မွေးကနန်း2ကတ်ပေါ့3ကတ်ရှိသွားပြီပေါ့နော်အဲ့ကြောင့်ငါ3ချိန်3ကတ်ကြီး9ချိန်မှာ9ထိပ်လို့ဖြစ်9ချိန်မှာ9ထိပ်လို့ဖြစ်လို့ကျွန်တော်တို့ကနောက်နေ့တည်းမှာတစ်ခုတော့ခွန်တော့ပိတ်သူ့ဘေးရကနန်း3နှစ်4ကကျွန်တော်တို့ဒီမှာနောက်နေ့တည်းမှာမွေးကနန်းပေါ့ဗျာနော်မွေးကနန်းပေါ့အဲ့ကြောင့်ဒီမှာ5ကတ်စီ9ချိန်မှာ9ထိပ်လို့ဖြစ်9ချိန်မှာ9ထိပ်လို့ဖြစ်လို့ကျွန်တော်တို့ဒီဘက်နဲ့ကန်တစ်ခုတော့ခွန်တော့ပိတ်ကဒီတကယ်တည်းရှိတာဗျဒီတကယ်တည်းရှိတာသူ့ဘေးရကနန်း865ပေါ့865ဒီနေ့တက်မှာမွေးကနန်းပေါ့မွေးကနန်းဆိုကျွန်တော်တို့10ပါတော့ကနန်း10ခါကနန်းကို10ခါကနန်းကျွန်တော်တို့ကပါတော့ကနန်းကိုပြတော့ဒီ865ကကျွန်တော်တို့685နဲ့986နဲ့ဒီနှစ်ကောထိုးရမှာပေါ့ဗျာနော်ဒါမွေးကနန်းကျွန်တော်တို့ဒါ685နဲ့ဟော986နဲ့685နဲ့ဒီနှစ်ကောထိုးရမှာပေါ့နော်အဲ့ဒါနောက်တစ်ကကျတော့နောက်တစ်ဆိုင်က9ခွန်8ဒီကျွန်တော်ပြထားတဲ့ဒီ9ခွန်8ကိုကျွန်တော်ထပ်ပြပေးပါမယ်10ပါတော့ကနန်း10ခါနဲ့ထိုးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါထပ်ပြပေးတာပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့ကဒီမဲ့နှစ်ပိတ်မှာကျွန်တော်တို့ကနှစ်ပိတ်မှာကျွန်တော်တို့ကနှစ်ထိတ်လို့ဖြစ်24ချိန်မှာပေါ့နော်ဒီမဲ့24ချိန်မှာကျွန်တော်တို့နှစ်ထိတ်လို့ဖြစ်ဒီမဲ့24ချိန်မှာကျွန်တော်တို့နှစ်ထိတ်လို့ဖြစ်24ချိန်မှာကျွန်တော်တို့နှစ်ထိတ်လို့ဖြစ်အဲ့မှာ4ကတ်တည်းရှိတာပေါ့ဗျာနော်24ချိန်မှာကျွန်တော်တို့နှစ်ထိတ်လို့ဖြစ်လို့နောက်နေ့ကကနန်းတစ်ခုက944ကကျွန်တော်နောက်နေ့ထဲမှာသွားထွက်ပေးရမှာသွားထွက်ပေးမှာဘာလို့ဒီကနန်းကိုယူရတာအောင်ဆိုတော့သူကနေတစ်ချိန်2ချိန်3ချိန်4ချိန်မှာခွန်တော့ပိတ်ခံတော့ကနန်းကဒီ944ကနောက်နေ့ထဲမှာမွေးကနန်းလိုက်ပေးရတော့နော်နှစ်ပိတ်မှာဒီနှစ်ထိတ်လို့ဖြစ်လို့ပေါ့အဲ့ကြတော့နှစ်ကတ်စီနှစ်ထိတ်မှာနှစ်ထိတ်လို့ဖြစ်လို့နောက်နေ့ထဲမှာကျွန်တော်တို့ကနန်းတော့က918ကနောက်နေ့ထဲမှာကျွန်တော်တို့မွေးကနန်းလိုက်ပေးရမှာပေါ့နော်မွေးကနန်းလိုက်ပေးရမှာဆိုတော့ကျွန်တော်တို့ကဘာလို့ဒီ918ကိုကျွန်တော်ယူရအောင်ဆိုတော့1 2 3 4ချိန်မှာဒီမှာခွန်တော့ပိတ်ခံတာခွန်တော့ပိတ်ကနေ1 2 3 4ဒီ4ချိန်ကနန်းက918ကကျွန်တော်တို့ဒါနောက်နေ့ထဲမှာကျွန်တော်တို့မွေးကနန်းပေါ့ဗျာနော်2ကတ်ပေါ့အဲ့မှာကျွန်တော်တို့နှစ်ပိတ်မှာကျွန်တော်နှစ်ထိတ်လို့ဖြစ်နောက်နေ့ထဲမှာကျွန်တော်တို့ကနန်းတကောကမွေးကနန်းလိုက်ပေးရမှာပေါ့နော်4တင်5ဆို1 2 3 4ဒီခွန်တော့ပိတ်ခံတော့ကနန်း1 2 3 4ဒီကနန်းကကျွန်တော်တို့4တင်5နောက်နေ့ထဲမှာကျွန်တော်တို့ဒါမွေးကနန်းပေါ့ဗျာနော်မွေးကနန်းပေါ့အဲ့မှာကျွန်တော်တို့4ကတ်စီဆိုလို့ရင်ကျွန်တော်နေ့တိုင်းမှာ4နေ့လို့ဖြစ်ဒီဘက်နေ့ကနန်းကျွန်တော်ဒီမှာဒီလွယ်ပြရတော့မယ်နော်ဒီမှာ9ခွန်8ကဒီနေ့ထဲကိုထွက်ပေးရမှာနော်အဲ့လိုဒီ9ခွန်8ကိုထဲ1 2 3 4ချိန်ဒီမှာခွန်တော့ပိတ်ကဒီတကယ်တည်းရှိရဗျအဲ့ကြောင့်1 2 3 4ဒီကနန်းကကျွန်တော်တို့မွေးကနန်းပေါ့ဗျာ98ခွန်ကအဲ့ကြောင့်ကျွန်တော်တို့ဒီကနန်း98ခွန်8ပေါ့ဒါ8ပါတော့ကနန်းပေါ့နော်ကျွန်တော်ဒါထုတ်ပြပေးတာပေါ့ဗျာဟုတ်ပြပြီးတော့ကျွန်တော်တို့အဲ့ခုနကကနန်း98ခွန်ကိုကျွန်တော်နောက်တစ်စိုက်ထုတ်ပြပေးပါအောင်မယ်ကျွန်တော်တို့ဒီမှာ8ခွန်6ခွန်လို့ရိုက်တယ်ဗျတကတ်ပေါ့ဗျာနော်အဲ့မှာနောက်တစ်ခါဒီမှာ86ခွန်လို့ရိုက်တာဗျ2ကတ်ပေါ့ဗျာနော်နောက်တစ်ခါဒီမှာ86ခွန်လို့ရိုက်တာဗျဒီမှာ3ကတ်ဗျာဒီမှာပဲ86ခွန်လို့ရိုက်တာကျွန်တော်တို့4ကတ်ပေါ့ဗျာဒီမှာ4ကတ်86ခွန်လို့4ကတ်တည်းရှိရပါဗျာနော်အဲ့86ခွန်လို့ကျွန်တော်တို့ရိုက်လို့ရင်ကျွန်တော်တို့က86ခွန်လို့ရိုက်ရင်နောက်တစ်ထပ်မှာတစ်ခုတော့6ထိပ်
6ထိပ်တစ်ခုပေါ့ဗျာသူ့အောက်ကကနန်း355နောက်နေ့ထပ်မှာကျွန်တော်တို့ငွေကနန်းလိုက်ပေးရမှာပေါ့ဗျာနော်ငွေကနန်းလိုက်ပေးရမှာပေါ့အဲ့ဒီမှာဒုတိယက86ခုလို့ရ86ခုလို့ရရင်နောက်နေ့ထပ်မှာကျွန်တော်တို့တစ်ခုသော6ထိပ်စီသူ့အောက်ကကနန်းခွန်ချောင်းကနောက်နေ့ထပ်မှာကျွန်တော်တို့ငွေကနန်းလိုက်ပေးရမှာပေါ့နော်အဲ့ကျတော့2ကတ်ရှိသွားပြီမ3ကတ်86ခုလို့ရနောက်နေ့ထပ်မှာတစ်ခုသော6ထိပ်သူ့အောက်ကကနန်း53နဲ့နောက်နေ့ထပ်မှာငွေကနန်းလိုက်ပေးရမှာပေါ့နော်အဲ့ကြော်ရင်86ခုလို့ရိုက်သွားပြီဗျာနော်86ခုလို့ရိုက်လို့ကျွန်တော်တို့86ခုလို့ရိုက်လို့နောက်တဲ့ထဲမှာတစ်ခုတော့6ထိပ်ရဒီမှာ6ထိပ်ထားလိုက်ပါဗျာနော်646တော့6ထိပ်ပေါ့6ထိပ်တော့ကကနန်းတော့9ခု8ကဒီနေ့ထဲကိုမွေးကနန်းဗျာမွေးကနန်းဆိုတော့ကျွန်တော်8ခါနဲ့လဲကျွန်တော်တို့ကိုက်နေတော့ကျွန်တော်နှစ်ပူပေါ့ဗျာနှစ်ပူပေါ့ဗျာကျွန်တော်တို့အဲ့ကြော်တော့998ခွန်ရယ်ခွန်89ရယ်ကျွန်တော်တို့နဲ့685ရယ်986ကြောက်နှစ်ဆိုင်ပြပေးလိုက်တာပေါ့နော်အဲ့ကျွန်တော်ဒီ12ကျင်းကစပြီးတော့ကျွန်တော်တို့ကဒါမွေးကနန်းဒဲလေးခွက်ကိုကျွန်တော်တို့ရောင်းပါမယ်တသိန်းမှာမထွက်ရင်ကျွန်တော်တို့မထွက်ရင်ငွေပြန်ပေးပါမယ်ဗျာနော်ငွေပြန်ပေးပါမယ်ဗျာကျွန်တော်ငွေပြန်ပေးပါမယ်ကျွန်တော်တို့မထွက်ရင်ကျွန်တော်တို့ငွေပြန်ပေးပါမယ်ကျွန်တော်တို့ငွေပြန်ပေးပါမယ်တသိန်းမှာကျွန်တော်တို့တသိန်းမှာကျွန်တော်တို့နေဆုံးတကွက်ထွက်ရမှာပေါ့ဗျာနော်တကွက်ထွက်ရမှာပေါ့ကျွန်တော်တို့တကွက်ထွက်ရမှာပေါ့တကွက်ကိုကျွန်တော်1000လုံးနဲ့မွေးဗျာ၄ကွက်မှာကျွန်တော်တို့4000ပဲကြာမှာပေါ့နော်ဒီဘက်မလေးလေးကွာမှာကျွန်တော်တို့4000လုံးပဲကြာမှာပေါ့4000လုံးပဲကြာမှာပေါ့ကျွန်တော်တပတ်ပေါက်တဲ့သုံးကိုကျွန်တော်တို့350ရမှာပေါ့ဗျာဒါ4သိန်းပေါ့ဗျာကျွန်တော်တို့က4သိန်းပေါ့ကုန်မှာရမှာကျွန်တော်350ဆိုလို့ရင်ကျွန်တော်တို့က46သိန်းမြတ်မှာပေါ့ဗျာဒါ46သိန်းမြတ်မှာပေါ့အဲ့တကွက်ထွက်တဲ့ဆိုရင်ကျွန်တော်တို့ကတဲ့ပါကျွန်တော်တို့ကတဲ့ကျွန်တော်တဲ့ကိုကျွန်တော်4ကွက်ပေါ့တဲ့4ကွက်ပေါ့ကျွန်တော်တို့ဒီ4ကွက်ကိုတကွက်ထွက်ရမှာတကွက်မှမထွက်ခဲ့ရင်ဒီလေးကွက်တော့မှမထင်ပတ်စံပြန်ပေးပါမယ်နော်ပတ်စံပြန်ပေးပါမယ်နော်အဲ့ကြောင့်နှစ်ကွက်ထွက်ရင်လည်းသူတို့နှစ်ကွက်ထွက်ရင်လည်းကျွန်တော်တို့ကန်ပေါ့ဗျာသုံးကွက်ထွက်ရင်လည်းကျွန်တော်တို့ကန်ပေါ့ဗျာပူမြတ်မှာပေါ့ဗျာအဲ့ကြောင့်ကျွန်တော်တို့ရောင်းပါမယ်အာမခံနဲ့ကျွန်တော်တို့ရောင်းပါမယ်ကျွန်တော်တို့တသိန်းမှာပဲနော်တသိန်းမှာပေါ့ကျွန်တော်တက်နိုင်လဲလူများမလာခဲ့ကြပါဗျာနော်တက်နိုင်လူကတော့မတက်နိုင်လူမလာခဲ့ကြတာပေါ့နော်မတက်နိုင်တဲ့လူကတော့ကျွန်တော်မဝယ်ပါနဲ့တကယ်တက်နိုင်တဲ့သူတကယ်မွေးရင်တဲ့လူများတကယ်မွေးကင်းတဲ့လူများကျွန်တော်တို့လာခဲ့ကြပါမွေးကင်းတဲ့၄ကွက်ပါကျွန်တော်ထုတ်ရောင်းတာပေါ့နော်ဒါထုတ်ရောင်းတာမှာအာမခံနဲ့ထုတ်ရောင်းပါတကယ်လို့၄ကွက်ထဲမှာတစ်ကွက်မှမထွက်ဘူးဆိုရင်တစ်ကွက်ထွက်ရမယ်ပေါ့နော်တစ်ကွက်မှမထွက်ခဲ့ဘူးဆိုကျွန်တော်တို့ပတ်စံပြန်ပေးပါမယ်ပတ်လက်ထွက်စံမလိုပါဘူးပတ်လက်ထွက်လဲကျွန်တော်တို့ပတ်စံပြန်ပေးပါမှာနော်ဒဲထွက်ရမှာကျွန်တော်တို့ကဲအဲ့ပြောနေတာဝယ်နေတဲ့လူများကျွန်တော်တို့ဝယ်လို့ရပါတယ်ကျွန်တော်တို့ဒီ12ကျင်းကနေစပြီးတော့ကျွန်တော်တို့ဒဲ၄ကွက်ကိုဝေးနဲ့ဒဲလေးကွက်ကိုကျွန်တော်တို့ဒါရောင်းတာပေါ့ဗျာနော်။အောက်မှာတသိန်းမှာဗျာနော်။တသိန်းမှာပဲဒါမထွက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ပတ်စံပြန်ပေးမယ်ပေါ့ဗျာ။ပတ်စံပြန်ပေးမယ်ပေါ့။ပတ်စံကိုပြန်ပေးမှာပေါ့နော်။ကဲအားလုံးကျမ်းမာချမ်းသာကြပါဗျာ။ဘယ်နဲ့ဒီဘွဲလည်းကျွန်တော်တို့က12ကြိမ်နဲ့ကျွန်တော်တို့ကဒါအောမှာပေါ့ဗျာဒီဘွဲဒါအောကနန်းပေါ့ဗျာဒီဘွဲကကျွန်တော်12ကြိမ်ကကျွန်တော်တို့ဒါအောကွက်ပေါ့ဗျာအောမှာပေါ့12ကြိမ်အောမှာပေါ့12ကြိမ်အောမှာပါကျွန်တော်တို့ကတကွက်ထဲပါတကွက်ထဲအောမှာပါ12ကြိမ်ကတကွက်ထဲအောမှာမွေးကနန်းခုန၄ကွက်ကိုကျွန်တော်တို့ကမွေးကနန်း၄ကွက်ကိုကျွန်တော်တို့ကရောင်းမှာပေါ့ကျွန်တော်နော်ရောင်းမှာပေါ့တသိန်းမှာပတ်စံတက်နိုင်တဲ့လူများမွေးရင်တဲ့လူများလာခဲ့ကြပါမွေးရင်တဲ့လူများကျွန်တော်တို့တကွက်ထွက်မှာဒဲပါတသိန်းမှာဒဲထွက်မှာပါကျွန်တော်တို့ပတ်လည်းမထွက်ရင်လည်းကျွန်တော်တို့ပတ်လည်းမထွက်ဘူးထွက်တယ်ဆိုရင်ကျွန်တော်တို့ပြန်ယော်ပါမယ်ဟုတ်နော်နေဆုံးတကွက်ထွက်ရမှာပါကဲအားလုံးမွေးရင်တဲ့လူများမွေးရင်တဲ့လူများကျွန်တော်ချီကိုဒီခွန်3ကျွန်တော်တို့ခွန်3 691ဒါ98နှစ်ကိုကျွန်တော်တို့ဖုံးဆက်လို့ရပါတယ်အားလုံးခွန်3ကျွန်တော်691 98နှစ်ကိုကျွန်တော်တို့ဆက်လို့ရပါတယ်နော်အားပြောရင်တော့ကျွန်တော်တို့ဒီပွဲတော့98ခွန်89 685 986ကိုထပ်မွေးပါကျွန်တော်တို့ဒါကကျွန်တော်98နှစ်နဲ့ကျွန်တော်တို့အားရှင်းနေဟိုဟာနဲ့ကိုကျွန်တော်ထပ်ပြပေးအောင်ပေးပါဦး6ခွန်8နဲ့ကို68ခွန်နဲ့ကိုကျွန်တော်ထပ်ပြပေးပါအောင်မယ်နော်နောက်တစ် site ပေါ့နော်ဒါနောက်တစ် site ကိုကျွန်တော်ထပ်ပြပေးပါအောင်မှာတကယ်အားလုံးကျမ်းမာချမ်းသာကြပါလိမ့်ဗျာဝေကျင်တဲ့ပုဂ္ဂိုလ်များကျွန်တော်တို့ဒီကနန်းလေးကိုဖုံးဆက်လိုက်ပါခွန်3 691 98နှစ်ကိုဆက်လိုက်ပါဒီ12ကြိမ်လဲကျွန်တော်တို့ကအောမှာပေါ့ဗျာတကွက်ထဲကိုကျွန်တော်တို့ကတောင်းမယ်ဆိုရင်တော့တကွက်ကိုကျွန်တော်တို့ကဒီတပွဲသားကတော့ကျွန်တော်တို့က2000ပေါ့ဗျာနော်2000ပေါ့ကျွန်တော်တို့တနစ်စာကတော့ကျွန်တော်တို့ကတနစ်စာမန်ပါက
ကျွန်တော်တို့9000ပါဗျာတန်တည်ရမယ်ပေါ့ဗျာနော်ဒီနေ့သာကျွန်တော်တို့9000မှာတန်တည်ရမှာမယ်ဖုန်းနံပါတ်ကကျွန်တော်တို့ခွန်3 691ဒါ98နှစ်ကိုကျွန်တော်တို့ဆက်လိုက်ပါ98နှစ်ကိုဆက်လိုက်ပါကျွန်တော်တန်တည်ရမယ်ပေါ့နော်ကဲအဲ့လိုကြားမှချမ်းသာကြပါသည်ဗျာအားချမ်းသာကြပါ